ပါတယ်ပြောချင်တယ်ခုနကပြောပြည်ကျတဲ့ပတ်သက်တယ်ပြည်ကျကတော့ဒီသူ့တော်ဆွေးနွေးတဲ့ငင်းငင်းတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ကပြောထားတာရှိပါဦး PDF တွေကအလင်းဝင်မယ်လို့ပြောထားတာရှိပါတယ်တဲ့ဟေးဘယ် PDF တွေပြောတာလဲဟဲ့လာပြောစမ်းမအောင် PDF တွေကမင်းတို့ချီးနဲ့ဝိုင်းထိုးလိမ့်မယ်နော်ဒီမှာအများကြီးမင်္ဂလာညချမ်းပါအလဂီမှာကျွန်တော် video review တွေမပြောတာအတော့ကြာပြီအလုပ်ကလည်းမအားဘူးဗျဆိုတော့အခုမအားတဲ့ဂျာနေကနေမရရအောင်ပြောမှဖြစ်တော့မယ်လို့စဉ်းစားပြီးတော့ဒီမှာလူဘာဝသမရအတုမာလာဘောင်းမီတွေကနေပြီးတော့ပစိုးတွေပြောင်းဝစ်ပေမဲ့လဲဘယ်သူမှရုပ်မထွက်တဲ့မင်းအောင်လိုက်လို့စစ်အုပ်စုကကိုယ့်ကိုခေါ်တဲ့လွတ်တော်ကိုယ့်ကိုလှုပ်တဲ့သမရနဲ့ဒီကနေ့ဘာတွေဖြစ်ကြပြန်လဲဆိုတော့ရက်တရာစီမံကိန်းအရ PDF တွေကိုငြိမ်းချမ်းရေးဖိတ်ခေါ်ပါတယ်တဲ့စိတ်ကူးရှင်နေတာလားအိမ်မက်မှတ်နေတာလားတော့မသိပေမဲ့အယူကတော့အိမ်ဦးချီးတက်ပါပြီပြုတ်ကဲရက်တရာစီမံကိန်းဆိုတဲ့သူ့ရဲ့နှုတ်ထွက်စကားလေးတစ်ချက်လောက်ရှင်နားထောင်ပြီးတကာလဆက်ပြင်းလိုက်ကြရအောင်အဲ့ဒါဒီက20ရက်ပြီးတော့လာပါလို့ဂျူလိုင်လ30ရက်နေ့ကရက်ရသတ်မှတ်တယ်ဇူလိုင်လ31ရက်နေ့ကိုထားပြီးတော့ရက်တော့ဇူလိုင်လ31ရက်နေ့ကိုရက်တရာသတ်မှတ်မယ်ဒီနေ့ကစပြီးမနေ့ကရက်တရာသတ်မှတ်ပြီးတကာလတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တခင်စိုးစကားနဲ့ငှားပြောရမလားဗါတဲ့ဖြာသိမ်းများကောင်းစားရေးအတွက်လုပ်တဲ့ဖြာကောင်းများနီလာခံဆိုတော့ PDF တွေကိုသူကရက်တရာအတွင်းပါတဲ့ပြောချင်တယ်ခုနကပြောပြည်ကျတဲ့ပတ်သက်တယ်ပြည်ကျကတော့ဒီသူ့တော်ဆွေးနွေးတဲ့ငင်းငင်းတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ကပြောထားတာရှိပါဦး PDF တွေကအလင်းဝင်မယ်လို့ပြောထားတာရှိပါတယ်တဲ့ဟေးဘယ် PDF တွေပြောတာလဲဟဲ့လာပြောစမ်းမအောင် PDF တွေကမင်းတို့ချီးနဲ့ဝိုင်းထိုးလိမ့်မယ်နော်ဒီမှာအများကြီးတပ်ပခါနေလို့တပ်ပခါနေဝင်ရတော်တော်များတပ်ပခါတို့နာမခါတို့မှာအလင်းဝင်ကြတာတော်တော်များတယ်တဲ့တပ်ပခါလည်းပုံများရာနဲ့ရှိပြီးတော့များနောက်လည်းငါတို့လည်းဒီလိုတောင်းနေတာရှိတယ်ကျွန်တော်တို့ကျူးလို့ပါတယ်ဒီရက်ပါဟုတ်ကျွန်တော်ရက်ပါပြရတယ်မှာဒီရင်းရဲတွေအားကြောင့်သူ့ရဲ့ပတ်သက်ပြီးတပိုင်းရှိတယ်ဒါပေမဲ့တော့တန်တလေးတော့ပြောရမှာရက်တရာမှာတဲ့ PDF တွေငြိမ်းချမ်းရေးဆွေးနွေးဖို့လာကြပါတဲ့သွားကြမှာလား PDF တွေကသွားကြမှာလားထီးနဲ့ဝိုင်းထိုးကြမှာလားကျွန်တော်အဲ့အဖြေကိုသိချင်လို့ဒီဗီဒီယိုကိုလုပ်တာအဲ့တော့မင်းအောင်လိုင်စစ်အုပ်စုကတော့အရင်စစ်အာဏာရှင်တွေလှုပ်လေလှုပ်ထရှိတဲ့အတိုင်းပဲဒါယူကောက်ပွဲလုပ်ပြမယ်အတုတွေလုပ်မယ်ကရင်ကချစ်တွေလုပ်မယ်ပြီးရင်သူတို့ပေါ့နော်သမရတို့ဒီလွတ်တော်တို့လုပ်ပြမယ်ပြီးရင်ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့လုပ်ပြမယ်ပြီးရင်ဖန်တရားတည်တဲ့စီသေးမှလက်တော့ဝစ်လို့ပဲဗျာနော်ရိုးနေပြီအကွက်တွေကဒါပေမဲ့အဲ့ဒီရိုးနေတဲ့အကွက်တွေကိုကျွန်တော်တို့မချေဖြတ်နိုင်ဘူးဒီကိစ္စလည်းကျွန်တော်တို့ပြဿနာပဲကဲအဲ့တော့ရိုးပင်ရိုးတော်ညာလဲမထူးဆက်ခင်းနေတယ်မလာစကားဘာထပ်ပြောလဲနားထောင်ကြည့်အောင် NCA ထဲမှာရေးထားတဲ့အခွင့်အရေးရှိတယ် NCA ထဲမှာရေးထားရင်မပြုတဲ့အခွင့်အရေးရှိMCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်တဲ့အဲ့တော့ဒါတော့ဘယ်လိုဖိတ်ခေါ်ဖိတ်ခေါ်တယ်ကဲ NCA ထိုးထားတဲ့အဖွဲ့တွေ NCA မထိုးထားတဲ့အဖွဲ့တွေဖိတ်ခေါ်ပါတယ်ဆိုတော့ဒီနေ့တော့ NUG နဲ့ CNF လားပယ်ချလိုက်တယ်လို့သိရတယ်ပေါ့နော်စစ်တပ်ရဲ့ငြိမ်းချမ်းရေးဆိုတာကဖြာတယ်များလုပ်တဲ့ဖြာကောင်းများနီလာခံလိုပါပဲတဲ့ယုံကြည်ရှိရမရှိပါဘူးဆိုပြီးတော့ပယ်ချလိုက်တဲ့သတင်းကတော့ထွက်လာတယ်။ဒီနဲ့ပတ်သက်တဲ့ဒီတိုင်းလက်ဖက်ရှင်မချိုးထားတဲ့အဖွဲ့တွေကတော့ဖိတ်ခေါ်ပါတယ်။ဖိတ်ခေါ်ကျွန်တော်တို့လည်းမတိုင်းပါဘူး။သူ့ဆွေးနွေးဖို့လည်းဖိတ်ခေါ်။
လက်မှတ်ရှိထားမှာရှိထားတဲ့ဖွဲ့လက်ခံရတဲ့ကျွန်တော်ကြေရတဲ့ထုတ်ဒီရဲမှာဒီလိုမျိုးပြောအဲ့လိုကတော့လက်မှတ်ရှိထားလက်မှတ်ဒီလိုထားပြီးတော့မှကျွန်တော်ဒီ9ရက်အတွင်းမှာပြုတ်စုံမှုပြုတဲ့ဖွဲ့ရှိတယ်။ဟိုကကင်းရင်လူပဲလို့CNF လို့ပါလို့ APS လို့ပါကျွန်တော်လေးခေါ်လက်မှတ်ရေးထိုးထားတယ်ဒါပေမဲ့9နှစ်လုံးလုံးသူတို့ရှိမလာဘူးသူတို့ပြန် store နေတဲ့အဖွဲ့တွေမာလာစေုပ်ပြန်ဆောင်နေတဲ့အဖွဲ့ကိုလည်းဖိတ်ခေါ်ပါတယ်လို့ဆိုပြန်တဲ့ဗျကင်းဘာပြောမလဲဆိုတာကတော့တူဘာမှပြောစရာမလိုပါဘူးလက်မခံတော့ပါဘူးဘာလို့လဲဆိုတော့သွေးဆုံးကင်နေတဲ့ဒီမာလာဖက်စစ်တဲ့ရဲ့မျက်ခွက်ကိုယုံကြည်ပြီးတော့သွားမယ်ဆိုလဲမထက်နိုင်ဟုတ်မသွားဘူးကျွန်တော်တို့ကယုံတယ်တိုင်းသားလက်နက်ကင်တွေက KNU KIA ဒီ CNF တို့ CB တို့ AA တို့ကတော့လုံးဝဖက်စစ်တဲ့နဲ့ငြိမ်းချမ်းရေးလုပ်မယ်လို့တော့မယူဆဘူးပေါ့ဗျာသို့တော်တွေကလည်းရှိတယ်ဗျာနိုင်ငံရေးဆိုတာလည်းကြွေတက်လက်ကြက်တခုံဆိုတော့ကဲနားထောင်ကြည့်ရအောင်ဘာလို့ဖြစ်ဆွေးနွေးကြတယ်ဒီလိုပဲပြောတယ်ဘာလို့ထိုက်ပြီးတော့မှတို့ဘောမီလေးခါရှိတယ်ဗာလေဒီတဲ့တုံးရဲ့ဘောလူမျိုးရှိပါအဲ့တော့အဲဒီတည်းမှယူလို့ပြီးတော့မှဆွေးနွေးခဲ့တဲ့ထဲမှာယူရအတော့ရထားတဲ့ဘောမီရဲ့ရှိတယ်အဲ့တော့လေလာပြီးတော့သူတို့ဒေတာပြီးတော့အဲ့အတိုင်းကလည်းဆောက်တော့ဖြစ်ပါဘယ်တော့လဲသူတို့ဆွေးနွေးမပြုတ်ရတဲ့ဖွဲ့ရဲသူတို့ဆွေးနွေးဖို့ရှင်ရတဲ့30တွေနောက်ဆုံးထားပြီးတော့ဆွေးနွေးဖို့ကျွန်တော်ပြေပါကျွန်တော်လည်းငြိမ်းချမ်းလို့ချက်ပါတယ်ဒီကျွန်တော်တို့လည်းငြိမ်းချမ်းရေးလိုချင်ပါတယ်တဲ့မနေ့တနေ့ကပဲလေနဲ့ဘုံကျဲတက်နေတဲ့ကောင်ကကျွန်တော်တို့လည်းငြိမ်းချမ်းရေးလိုချင်ပါတယ်လေမနေ့တနေ့ကပဲဘုံကျဲတက်နေတဲ့ကောင်ကဒီအကြောင်းကိုရှင်ကိုကြီးပြဆက်တယ်ဘာမှလုပ်လို့မရဘူးငြိမ်းချမ်းရေးလုံးမှာဒီအကြောင်းရှိပါလားတို့ပြေလို့မလုပ်ဘူးဟဲ့တိုင်းပြည်ကငကိုတွေကဖွံ့ဖြိုးပြီးသားဖွံ့ဖြိုးမဲ့ဘယ်လိုခေါ်လဲအရှိန်ရနေပြီမင်းအာနာသိမ့်လိုက်တော့အခုစုပ်ပြတ်တတ်သွားတာဆိုတာကိုရေးပေးခဲ့စမ်းပါဗျာရှိရဒီဆိုင်လုံးဝလို့ကတော့အချက်တွေနဲ့ပါလာလို့ရှိရင်အသေးမွေးကြားဆိုင်ဖြစ်နေတော့ဒါကြောင့်ကျွန်တော်တို့လည်းတော့ပါဇက်ကနတ်စပီးကထွက်တယ်ဆိုတာအဲ့ဒါဗျအဲ့ဒါအဲ့ဒါလေအဲ့ဒါမဖြစ်တဲ့ဆောက်ကောင်းလို့ပြောတော့မှကိုယ့်ဘက်ဒီကခံရတဲ့လုပ်ရဆိုရင်မှားပါတယ်ကျွန်တော်တို့လည်းကျွန်တော်ဘာလဲကိုယ့်ဖွဲ့စည်းကောင်းသွားရွေးလုပ်မယ်ဆိုရင်တော့မှားသွားလိမ့်မယ်ကိုယ့်အိမ်ကိုမှန်နေကြည့်ပြီးပြန်ပေးကြည့်ဟမ်ငါမိသားစုကောင်းသားရေးအတွက်ငါစစ်တပ်ကိုခုလုံးလုပ်ပြီးတော့ငါမိသားစုမိုင်တဲကုမ္ပဏီထောင်ပေးငါမိသားစုကအောင်ပြည့်စုံမင်းရဲ့ခင်ဗျားတို့ရဲ့သားပေါ့ဗျာ EV ကားကုမ္ပဏီတွေထောင်ပေးဒီလိုလုပ်တာဒီလိုလုပ်နေတဲ့သူကပြောတဲ့စကားကိုဘယ်သူတွေယုံကြမလဲတော့မသိဘူးစက်ကြည့်ရအောင်တို့ရုပ်သစ်ကတော့နိုင်ငံလူတွေတော့ရှိလာပါတယ်နော်ဒါကြောင့်ဒီလိုပါလေဓမ္မရှိရတဲ့အဖွဲ့တွေဓမ္မရှိမပြုတဲ့အဖွဲ့တွေပေါ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ငင်းငင်းနဲ့ပတ်သက်ပြီးပြောပါလေကျွန်တော်တို့တွေဒါတိုင်းမှာကျွန်တော်ပြဿနာဆွေးနွေးလို့ပါတယ်ဒီလိုဒီကျင်းနဲ့ပတ်သက်လို့ရှိရင်ဒီကျင်းတွေဒီကာလအတွင်းမှာဒါဥရိခေါ်ကိုလာကြလို့ကျွန်တော်ပြောပါတယ်ဒါနိုင်ငံရေးကတော့ခံတဲ့ကြောင်းပဲမဟုတ်ပါဘူးနော်နိုင်ငံရေးမြာဘာမှခိုင်လုံတဲ့အပြောင်းပြချက်မဟုတ်ပါဘူးတဲ့ PDF တွေကိုဥပဒေဘောင်တွေကိုဝလာရောက်ဖို့ဖိတ်ခေါ်ပါတယ်သူတို့ကဥပဒေဘောင်ထဲရပေါ့စစ်ရာဇဝတ်မှုတွေနဲ့တိတ်မကြခင်ကမှအာဂျင်တီးနားတီမော့အင်ဒိုနီးရှားတို့မှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဝရမ်းပြည့်ပြည့်မကြခင်ဝရမ်းထုတ်ခံရမဲ့ဒီလူဥဆောင်တဲ့မိကမတ်တအစိုးရအဖွဲ့ကဥပဒေနဲ့အညီပေါ့ကြည်လဲလုံးကြပါအောင်ကွာမင်းတို့ဒီနော်အခုကတုံးချခံရတဲ့ကအဖြစ်အပျက်ဖြစ်ပါတယ်ဒါကြောင့်တုံးချမှာတော့ဒီကြောင့်ကျွန်တော်ပြောလို့ဟာအဲ့လိုကဲအခြေအနေကတော့ဒီလိုဖြစ်နေတယ်ဗျ PDF တွေကိုငြိမ်းချမ်းရေးလုပ်ပါ NCA ထိုးထားတဲ့လူတွေမထိုးထားတဲ့ငြိမ်းချမ်းရေးလုပ်ပါတော့ပါဇက်ကတော့ NAT speaking ထွက်နေပြီခင်ဗျားတို့ရောကျွန်တော်တို့ PDF တွေကမာလာလိုကောင်မျိုးနဲ့သွားပြီးစကားပြောလိုက်မယ်လို့ယူဆပါသလားတိုင်းသား EAO တွေကရောဒီလိုကောင်မျိုးနဲ့စကားပြောဆွေးနွေးပြီးငြိမ်းချမ်းရေးလုပ်မယ်ဆိုတာယုံကြည်လို့လားယုံကြည်ပါမလားဒီcomment ကို comment မှာဒီသဘောထားကို comment မှာရေးထားပေးခဲ့ပါကျေးဇူးတင်ပါတယ်ဗျ